Triple Classic Case မှဝင်လို့ဒီနေ့ဗီဒီယိုမှာမိတ်ဆက်ပေးတော့မယ့် series လေးကတော့မှန်3ထပ်ပါဝင်တဲ့ LG 85 Case မှဝင်တို့ series လေးပဲဖြစ်ပါတယ်။ series လေးကိုကြည့်လိုက်မယ်ဆိုရင်တော့ပုံမှန်ရိုးရိုးတရွက်ဖွင့် Case မှဝင်တို့ series လေးလို့ထင်ရပါမယ်။တကယ်တမ်းမှာဆိုရင်အတန်လုံးပူကာမှုနှုံတွေကိုအပြည့်အဝပေးစွမ်းချင်တာကြောင့်မှန်3ထပ်နဲ့ပြုလုပ်ပေးထားပါတယ်။အလူမီနီယံအတူ 1.6 mm ရှိပါတယ်။အီတလီနိုင်ငံထုတ် Storo brand လက်ကင်ပတ်တာ hardware accessory လေးတွေကိုဒီ series လေးမှာထည့်သွင်းသက်ဆင်ပေးထားပါတယ်။မှန်တုံးထပ်ပါဝင်တဲ့တကယ်ရွက်ကြီးရဲ့ဝိတ်ကိုခံနိုင်ရှိစေဖို့ Storo brand ပတ်တာလေးကိုတကယ်ရွက်ရဲ့အောက်ခြေမှာတစ်ခုအပေါ်မှာတစ်ခုတက်ဆင်ပေးထားပါတယ်။ဒါ့အပြင်တကယ်ရွက်နဲ့တကားပေါင်ကိုချိတ်ဆွဲပေးထားတဲ့စတီဂျိုလေးလဲပါဝင်တာကြောင့်အထက်မြင့်နေမှာတုံးပြရဲဆိုရင်တောင်လေပြင်းတိုက်လို့တကယ်ရွက်ပြုတ်ကျပျက်စီးခြင်းတွေကိုလုံးဝမဖြစ်စေနိုင်ပါဘူးနော်။ဒီ series လေးရဲ့ frame ကြီးကတော့ 85mm ရှိပါတယ်။တကားဖွင့်တဲ့အခါမှာအပြင်ကို90ဒီဂရီဒီဖွင့်လို့ရတာကြောင့်ကိုယ့်ရဲ့အိမ်တွင်းထဲတို့လေကောင်းလေသန့်များပြပြဝဝဝင်ရောက်စေနိုင်ပါတယ်။ဒီ series လေးဆိုရင် system စနစ်နဲ့ဖွဲ့စည်းထားတဲ့ LG series လေးဖြစ်တာကြောင့်45ဒီဂရီတောင်းဆက်ဆက်တွဲတဲ့အခါမှာဆိုရင်စကိုတိုက်ပြင်ကော်ရီပါအတီလောင်းထည့်ပေးထားတာကြောင့်နှစ်ကြာရှိတဲ့အထိခိုင်ခန့်မှုရှိစွာအသုံးပြုနိုင်ပါတယ်နော်။ဒီ series လေးဆိုရင်မှန်3ထပ်ပါဝင်တဲ့အတွက်ကြောင့်အတန်လုံးနဲ့ပြင် frame လေးတွေကြားထဲမှာပြင်ပကအပူတောင်ကိုကာကွယ်ပေးနိုင်တဲ့ PA66 carbon steel လေးပါထည့်သွင်းပေးထားတာကြောင့်အပူဒဏ်တွေကိုလည်းသက်သာစေပါတယ်။ကဲဒါကြောင့်ရုပ်ဖွင့် series ကိုမှ quality အရန်ကောင်းပြီးအတန်လုံးပူကောင်းမှုနှုန်းတွေကိုလည်းအပြည့်အဝပေးစွမ်းနိုင်တဲ့ series လေးရှာနေဆိုရင်တော့ဒီ LG 85 series လေးရှိပါတယ်နော်။